မော်ဒန်နာကြီးပိုင်းတယ်လာမညတညာဖြစ်၏အမောင်ရိပ်ကလည်းကြီးစိုးနေပြီငါဆိုးထိုးသံများကြောင့်အလွန်ခြောက်ခြားပွဲကောင်းလာ၏ထိုချင်းရွာပြင်ကတင်းချိုင်းနာကိုလူနှစ်ယောက်ရောက်လာ၏တယောက်ကအသက်40အရွယ်ဖြစ်ပြီးကျန်တယောက်ကတော့အသက်20အရွယ်လူငယ်လေးဖြစ်၏ဆက်ကမင်းလက်ထဲကထမင်းတို့ဦးလေးကိုပေးသားဆက်ကတယောက်ဦးမင်းကျော်ကိုလက်ထဲကထမင်းတို့ကိုတရွတ်သေးကမ်းပေးလိုက်၏ဦးမင်းကျော်ကထမင်းတို့ကိုဖြီး၍အုပ်ကိုတစ်ခုပေါ်တွင်တင်ကရင်းငိုင်းများကိုပိုင်စားရပါတော့အမတော်မဖဲပါခမည်းလွန်ခဲ့သောနှစ်ပေါင်းများသောကဤတင်းငိုင်းမှာမျိုးစားမင်းနဲ့တူမြုံနှံခံရသောမှော်စီးရပိုင်ရှင်စီကိုပြန်လည်ပေးရမည်ဖြစ်သောကြောင့်အုပ်ကူအားတူးကွန့်ပေးပါရန်မြစ်တာရက်ခံပါ၏အမတော်အတွက်လည်းအမဲသားနဲ့ထမင်းကိုယူဆောင်လာပါ၏အမတော်ကြွရောက်တော်မူပါဦးမင်းကျော်အဲ့လိုပြောလိုက်ပြီးခဏနေတော့ပုံဝင်းကျင်တစ်ခုလုံးလေပြင်းတွေတိုက်လာပြီးအပုံနှံတစ်ခုကလည်းနှာခေါင်းထဲကိုဝင်ရောက်လာလေထိုချိန်အုတ်ဂူတွေပေါ်ကနေလွားကနန်းခုန်ကူးလာသည်မဖဲဝါကိုဦးမင်းကျော်မြင်လိုက်၏ဆက်ကကတော့မဖဲဝါကိုမမြင်ရတော့ကြောင့်ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေရ၏မဖဲဝါကထမင်းတုပ်ကိုအာပတရစားပြီးဦးမင်းကျော်ကိုကြည့်အုတ်ဂူမြင်မြန်ဖွင့်ပါတင်တို့ကိုနှောက်ယှက်မိသူတွေလာနေကြပြီမဖဲဝါကအဲ့လိုပြောပြီးအုတ်ဂူတွေပေါ်ကနေလွားကနန်းခုန်ကူးပြီးအမှောင်ထဲသို့တိုးဝင်ပျောက်ွယ်သွားလေ၏ဆက်ကအုတ်ဂူကိုဖွင့်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအမြန်ထုတ်ငါတို့မှအချိန်မရှိဘူးအမြန်တူးရမယ်ဟုတ်ကဲ့ဦးလေးထိုးနောက်နှစ်ယောက်သားမျိုးစားမင်းအုတ်ဂူမြုပ်ထားသည့်တစ်ပင်ကြီးအောက်ကိုသွား၍အုတ်ဂူကိုစားဖောက်ပါတော့သည်အုတ်ဂူကရေညှိတွေထက်ထက်နဲ့မှုအတော်လေးဖောက်ရ၏အတန်ကြာဖောက်ပြီးနောက်ဦးမင်းကျော်သူ့ဘေးကမီးအိမ်ကိုယူ၍အပေါက်ထဲသို့မီးထွန်းလိုက်၏ထိုးနောက်အုတ်ဂူထဲမှာအမဲရောင်အထုပ်တစ်ထုပ်ကိုတွေ့ရ၏ဇက်ကကြီးဒီအထုပ်ဖြစ်ဖို့များတယ်ဖွင့်ကြည့်အောင်ဦးမင်းကျော်အဲ့လိုပြောပြီးအမဲရောင်ထုပ်ကိုပြေးလိုက်သည့်အခါထုပ်ထဲကနေတထွားတသားဆေးရည်နှစ်ပလင်းထွက်လာ၏ဆေးရည်နှစ်ပလင်းမှာတပလင်းကအနီရောင်ဖြစ်ပြီးကြံတဲ့တပလင်းကအစိမ်းရောင်ဖြစ်နေယနေ့ချိန်ထိကြံရှိနေသေးတာတကယ့်ကိုအံ့ဩလွန်းလာပါတယ်ဦးမင်းကျော်အဲ့လိုရေရွတ်ရင်ဆက်ကနဲ့အတူအုတ်ကူကိုပြန်ပေးလေဒီလိုနဲ့နှစ်ယောက်သားအလုပ်ကိစ္စတွေပြီးမြောက်ပြီးမှတင်းငိုင်းထဲကနေပြန်ထွက်လာတဲ့အခါတင်းငိုင်းထိပ်မှာလူ၃ယောက်ရက်ဆောက်နေတာကိုတွေ့လိုက်ရ၏ထိုလူ၃ယောက်ကအညိုရောင်ဝတ်စုံကိုဝတ်ဆင်ကသူတို့မျက်လုံးများကလည်းအလွန်တောက်နေအလိုမိတ်ဆွေဟောင်းကြီးပြန်တွေ့ကြလိုက်ပြီနော်ဆက်ကလေးလည်းပါလာတာပဲလူ၃ယောက်ထဲမှာအလဲကတစ်ယောက်ကဦးမင်းကျော်ကိုနှုတ်ဆက်စကားဆိုလိုက်၏ကိုဝင်းကြီးနောင်တင်တို့အပူစကားတွေပြောမနေနဲ့ကျုပ်တို့ရှိကနေဖယ်ပေးပါဘလို့ဖြစ်နေတာလဲတဲ့လဲအလှင်းလုံးနေပါလားဒီတိုင်းတော့ဘယ်ပြေးပြန်နိုင်လဲခင်ဗျားတို့တွားယူလာတဲ့ဆေးပလင်းကိုကျုပ်တို့ကိုပေးထားခဲ့ရင်လမ်းဖယ်ပေးမယ်မပေးရင်တော့အသက်ကိုအာမမခံဘူးငါကမပေးဘူးဆိုရင်ရောဦးမင်းကျော်ရဲ့စကားကြောင့်ကိုဝေညီနောင်တွေအမျက်ထွက်၏မျက်လုံးထဲကနေအနီရောင်ဆက်တန်းတွေကိုဦးမင်းကျော်တို့ရှိရာကိုပြစ်လွတ်လိုက်၏ဇက်ကငါးနောက်မှနေဦးမင်းကျော်ကအဲ့လိုပြောပြီးသူ့လက်ဖွားကနေအဖြူရောင်ဆက်တချို့ကိုထုတ်လိုက်၏ဆက်တွေကလက်ဖွားထဲကနေလှစ်ခဏထွက်သွားပြီးကိုဝေညီနောင်လှော့လိုက်တဲ့ဆက်နဲ့တွတ်ဆုံလေ၏ထိုအခါဖြောင်းဆိုတဲ့ပောက်ကွဲတံကြီးတစ်ခုပေါက်လိုက်နှစ်ဖက်စလုံးကဆက်တွေအပိုင်းပိုင်းပြက်ကုန်၏တော်တော်အစွမ်းထက်နေတယ်ပေါ့ဟုတ်လားဒီဆက်ကိုခံကြည့်ဟမ်ထို့သူပြောပြီးပါဇက်ကနေအမဲရောင်ဆက်တန်းတွေကိုထုတ်လွတ်လိုက်၏ထိုချိန်ဘေးပဝန်းကျင်ကလည်းလေပြင်းတွေကလည်းရုတ်တရက်တိုက်ခတ်လာလေဦးမင်းကျော်ကသူ့စီဝင်လာသည့်အမဲရောင်ဆက်တန်းများကိုလက်ညှိုးဖြင့်ထိုး၍မာနာတစ်ပုတ်ကိုရွတ်ဆိုလိုက်၏မာနာဆုံးသည့်အခါသူ့စီဝင်လာသည့်ဆက်တန်းတွေကလေပေါ်မှာတွင်အပိုင်းပိုင်းပြတ်ထွက်ကုန်၏ထိုအခါကိုဝေညီနောင်လို့လည်းပါဇက်အဟောင်းသားဖြစ်သွားပြီးအချင်းချင်းမဟန်တော့မှန်သိတာကြောင့်ကောင်းငင်မော်သို့ပြန်တက်ကထွက်ပြေးသွားလေဦးမင်းကျော်ကတော့ထွက်ပြေးသွားတဲ့ကိုဝေညီနောင်ကိုကြည့်ပြီးအားရပါရရီမောကဆက်ကနဲ့အတူအမှောင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေနန်းနခင်းသို့ရောက်ချီပြီးဆက်ကတယောက်မျက်နှာတစ်ကိုလက်တန့်ဆင်ပြီးဖျားဝှပြီး၍အိမ်ရှိသို့ထွက်လာခဲ့၏အိမ်ရှိကုပြစ်မှာတော့ဦးမင်းကျော်တယောက်ရေနည်းချမ်းတောက်၍ထိုင်လဲရှိနေသည်။အော်ငါတူနိုးလာပြီလား။နန်းနက်စာစားခဲ့ပြီလား။မစားသေးပါဘူးဦးလေး။ဘိုက်သိမ့်စားသေးလို့။ဟုတ်ပြီ။ဒီညမင်းကိုငါစေးပေါက်ပြီမယ်။ဦးမင်းကျော်အဲ့လိုပြောပြီးသူ့အိယာထဲကဆေးနှစ်ပလင်းကိုထုတ်လိုက်၏။ကျွန်တော်ကိုဒီဆေးတွေနဲ့ပေါက်ပြီးမှလား။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။ဒီဆေးတွေဟာကျွန်တော်ဆေးတွေမဟုတ်တာ။ပေါက်လို့ရပါမလား။ဆက်ကရဲ့စကားကိုကြားတော့ဦးမင်းကျော်အားရပါရရီမောပြီးမင်းကဆေးပိုင်ရှင်မို့လို့မင်းကိုထိုးပေးတာဗောကွာဗျာဟုတ်တယ်ဒီဆေးကမင်းပိုင်တာပဲအကြောင်းဆုံးနောက်တော့သိရမှာဗောကွာဦးမင်းကျော်ကဘာမှပြန်မပြောပဲ
စေးပြင်းလေးကိုရှိုက်ကတစ်စုံတစ်ခုကိုစဉ်းစားနေလေအဲ့ဒီချိန်ခြံထဲသို့လူတချို့ဝင်လာကြ၏သူတို့ပုံစံကြည့်ရတာတော်လေးအရေးကြီးနေပုံပေါ်ပြီးလူတစ်ယောက်ကိုလည်းပို့ချီလာကြ၏ဆရာကျုပ်တို့သားလေးကိုကယ်ပါဦးဗျာကလေးရပါဖြစ်တာလေနားကြောင်ရင်ပို့ထိတာပါဆရာကယ်ပါဦးကဲအဲ့ဒါဖြင့်ကလေးကိုကုပြစ်ပေါ်တင်လိုက်ဦးမင်းကျော်အဲ့လိုပြောပြီးကလေးပို့ထိထားတဲ့နေရာကိုလက်ဖြစ်စမ်းကြည့်လိုက်၏ထိုအခါဦးမင်းကျော်မျက်နှာပြတ်သွား၏ဆက်ကဘုရားခန်းထဲကငါစင်းနေဘူးတွားယူခဲ့ပြီဟုတ်ကဲ့ဦးလေးဆက်ကဘုရားခန်းထဲကစင်းနေဘူးကိုတွားယူ၍ဦးမင်းကျော်ကိုပေးလိုက်၏ဦးမင်းကျော်စေးဘူးရဲကနေအနီရောင်အမှုတ်လေးကိုပိုးထိထားတဲ့နေရာကိုဖြူလိုက်လေ၏ထို့နောက်လက်ဝါးဖြစ်အုပ်၍မာနာတပုတ်ကိုရွတ်ဆိုလိုက်၏အတန်ကြာရွတ်ဆိုပြီးနောက်သူတောက်နေသည့်ရေနေချမ်းကိုလက်ညှိုးဖြင့်မှု၍ခလေးရဲ့ကိုယ်အနှံ့ကိုတောက်ချလိုက်၏ထိုအခါကလေးငယ်ပြန်သတိရလာလေ၏ဦးမင်းကျော်ကကလေးငယ်ကိုရေနေချမ်းကုံတိုက်ကပြန်လှော်လိုက်၏ဆက်ကကလေးကိုကြိုက်တာဘာမွေလို့ထင်မသိဘူးလေဘာမွေလဲတိုက်မွေပဲဗျာတိုက်မွေဟုတ်တယ်တိုက်မွေတွေကအရန်အစိတ်ပြင်းတာအချိန်မီလို့သာကုပေးလိုက်နည်းနည်းနောက်ကျသွားတာနဲ့အဲ့ကလေးငယ်အသက်မမီနိုင်ဘူးဒါဆိုရင်အဲ့တိုက်မွေကိုဘယ်သူလွတ်လိုက်တာလဲဆရာသိလားဆက်ကရဲ့အမေကြောင့်ဦးမင်းကျော်အနှဲငယ်ပြုံး၍သိသိတာဗောဆက်ကရဲ့ဒါငါ့ကိုအချက်ပေးလိုက်တယ်မင်းလဲညမရောက်ခင်ထိခြံထဲကနေမထွက်နဲ့ဒီကောင်လေးဘာချက်စီထားသည်လည်းမသိဟုတ်ကဲ့ဦးလေးဆက်ကတို့အဲ့လိုပြောနေစဉ်သူတို့ရှေ့မလန်မကမ်းမှာဝင်းယုံအဖြူနဲ့ဘိုးတယောက်ပေါ်လာ၏ထိုဘိုးကဆက်ကကိုလက်ရက်ပြီးခေါ်နေ၏ဆက်ကတောင်ပန်ကြီးမင်းကိုခေါ်နေတယ်တွားလိုက်ပါကိစ္စရှိလို့နေဟုတ်ကဲ့ဦးလေးဆက်ကတယောက်သူ့ကိုခေါ်နေတဲ့တောင်ပန်ဘိုးကိုနားကိုမရဲတရဲကတ်သွား၏ရှေ့ကိုထိုးခဲ့ပါကောင်းလေးမင်းကိုရံမပြုတ်ပါဘူးဆက်ကအဖိုးကိုရှေ့ကိုရောက်တော့သူ့ခေါင်းကိုအပေါ်ကနေလက်ဖြစ်မွေရှေးဆက်ဆက်ရှိခဲ့ဘူးသောတကိုးများဖြင့်ဘဝဆက်ဆက်ပြုခဲ့ဘူးသောကောင်းမှုကုသိုလ်များသည်တောက်လျှောက်ကာကွယ်ပါသည်ဘိုးကထိုသို့ပြောပြီးဆက်ကရဲ့ခေါင်းကိုလက်ဖြစ်ပုတ်လိုက်၏ထိုအခါသူ့ကိုယ်ထဲသို့တစုံတစ်ခုစီးဝင်သွားသလိုခံစားလိုက်ရသည်အဖိုးကဆက်ကကိုပြုံးပြီးကြည့်လျက်ဘယ်တရားမမင်းတဲ့ကောင်လေးဒီထက်ထင်ပေါ်ပါစေထိုကဲ့သို့ပြောပြီးသူ့အရှိကနေပျောက်ကွယ်သွား၏အဖိုးပြန်သွားတော့ဆက်ကလမ်းလျှောက်ရတာပေါ့ပါသွားသလိုမြင်းအာယုံလေးလဲအတော်လေးကိုဆူရှာနေ၏ဦးမင်းကျော်ကတော့ဆက်ကကိုပြုံးပြီးကြည့်၍သူ့လက်မောင်းကပတ်ထားတဲ့ပတိကိုပေးကနနက်စာစားပြီးတော့ပတိသွက်စိတ်ကျဆက်ကလည်းဦးမင်းကျော်စီကနေပတိကိုယူကဖျားကန်းရှိရာသို့တက်လာခဲ့လေ၏